net 3 နာရီခွဲကြီးဥကနေအတန်ကြားလို့ထားကြည့်လိုက်တာဒီမှာမောင်ရွှေတုံးတယောက်ကတော့တန်စကာပေါက်တဲ့ခေါင်းညက်နေပါလေရဲ့အမလှုပ်ချင်တာလှုပ်ပြီးအမလှဆုံးပြုံးနေတဲ့သူဆိုတာမောင်ရွှေတုံးပါပဲ ဘယ်သူမှမကယ်တင်နိုင်တော့ဘူးနော်နင်ပြန်တော့မယ်အဲ့အချိန်ကတော့မနေ့4နာရီခွဲပြီ3နာရီခွဲတည်းကအမှဖြစ်ပြနေတာသူဘဝဒီအဲ့နှောင်ရင်တော့ဝင်လာတာ3ချိန်မြောက်မကြည့်အဲ့ဒါမနေ့4နာရီခွဲမနေ့4နာရီခွဲပြီမနေ့4နာရီခွဲဝိုင်းနော်မအိပ်ရသေးဘူးအဲ့3နာရီခွဲတည်းဖြစ်ပြနေတာဘဝတစ်ခုအမှအဲ့နှောင်အိမ်ကြီးထဲမှာထည့်ထားတာသူ့မှာအဲ့ပေါက်ထဲကိုဝင်တယ်အဲ့ဒါဒါသူတတိယအချိန်မြောက်နောက်ဖြစ်ပြနေတာအမှနော်ရီပြလိုက်အောင်ရီပြလိုက်ဟမ်မလေးတပတ်လေနေဟမ်ကြောက်တက်ခုမှကြောက်တက်ဟာတပတ်လေနေဟမ်ရန်လာလှုပ်မှသွားမယ်အောင်ရွှေတုံးလို့ကတော့လောလောဆယ်ဒီနေထားဖြစ်သွားပါပြီနော်ဒီနေထားအောင်ရွှေတုံးကသူ့ကိုအခုအောက်ချထားရင်သူကစိတ်လှုပ်ရှားပြီးတော့អော်တယ်ဒီပေါက်ထီးကထွက်ဖို့လှုပ်တာကြောင့်မလို့သူ့အခုဒီလိုခြိထားတယ်ဒီလိုခြိထားသူ့ကိုစိတ်ငြိမ်သွားဘာလို့ပြောစိတ်ညုံသွားအောင်လုပ်တဲ့အခါမှာဒီမှာကိုကသူ့အသက်နဲ့ရည်ပြီးကောက်ွယ်ထားတာမကြည့်ဒီတန်စကာတွေကဒီမှာရှင်ဘက်ကိုမသွားသူတစ်ချက်လောက်တာနဲ့ကိုကတစ်ခါတည်းထုတ်ချင်းပေါက်ပဲနော်မအောင်ပြတော့အဲ့လိုမျိုးခုခြိထားရပါတယ်